ယ်အချိန်လောက်မှ guide ကိုစပြီးတော့ခေါ်ရမှာလဲဆောင်းပွဲနီးပါပဲခေါ်ရမှာလားဒါတွေကအရန်ကိုမှမိဘတွေရောကျောင်းသားတွေရောအရန်မေးလို့ရှိရမိကုန်တစ်ခုပေါ့နော်ဟို grade 12ဆိုလို့ရှိရင်လည်းဒီလိုပဲဆောင်းပွဲနီးခံဒီအလိုလောက်မှ2လ3လလောက်လိုလောက်မှပဲ guide နဲ့တေချာ train ရမှာလားဒါမှမဟုတ်နှစ်စာတွေကပဲခေါ်ထားရမှာလားပေါ့ဟိုတခြားဒီအလဲတန်းမူလာတန်းထက်တန်းနေဆိုလို့ရှိရင်လည်းသူတို့ရဲ့ guide တွေကပေါ့နော်ဆောင်းပွဲဒီ final နီးလောက်မှပဲခေါ်တင်လာပေါ့ဒီလိုမျိုးမိခွန်းတွေကအရန်ကိုမှမေးလို့ရှိရမိကုန်တွေပေါ့နော်ဆိုတော့အဓိက guide တယောက်ကိုခေါ်ရဲဆိုတာကပေါ့နော်ဟိုဆောင်းပွဲအောင်မှုကိုကလေးရဲ့ဒီတနေ့တန်းအောင်မှုအတွက်ဆိုတာထက်ကိုမှာပေါ့နော်ပို့ရပါမယ်။ဘာဖြစ်လို့ဆိုတော့ဒီ guide တယောက်ရှိရဆိုလို့ရှိရင်အဓိကပထမဆုံးရလိုက်မယ်ကလေးရဲ့အကျိုးကျေးဇူးကတော့ဒီစာလုပ်တဲ့အလေးချင်းလေးပေါ့နော်။ဆိုတော့ဘေးနားမှာဆရာမတယောက်ရှိနေတဲ့အတွက်ကြောင့်မို့လို့သူစာမလုပ်ချင်တော့မှစာကိုလုပ်နေရမယ်ဒီလိုမျိုးလေးပေါ့။အဓိကတော့အလေးချင်းကောင်းလေးရသွားနိုင်တယ်။နောက်တစ်ခုကျတော့ဒီစာတွေကိုအခြေခံရှိတဲ့နေ့တန်းပေါ့နော်အခြေခံပါသွားနိုင်တယ်။ပြောချင်တာကစာတွေကိုဟိုနီးမှပဲရွေးလောက်တာနဲ့စာလို့ရှိရင်ဒီအချိန်ကြာလေးလောက်ထားတဲ့ကြောင့်မို့ပို့ပြီးတော့အဆင်ပြေနိုင်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ဟိုဆောင်းမွေးနီးမှ guide ခေါ်တာမျိုးကြီးထက်စားလို့ရှိရင်တော့ပို့ပြီးတော့မှထိရောက်နိုင်တဲ့ကလေးတွေအကျိုးရှိစေမယ့်ဒီနှစ်ဆလောက်ထဲကနေပေါ့နော်ဒီစာတင်တဲ့ဆလောက်ထဲကနေမှတစ်ဆက်ဒီတေချာလုပ်ပေးနိုင်မယ်ရေရှည်သွားပေးနိုင်မယ် guide မျိုးလေးကိုခေါ်တာကတော့ပို့ပြီးတော့မှကလေးတွေအကျိုးရှိစေမယ်လို့ထင်တယ်။ဒါကြောင့်မို့လို့guide တွေခေါ်ချင်တယ်ဆိုလို့ရှိရင်လည်းတခါမြန်မာမှာအဆင်သင့်ရှိနေတဲ့ကြောင့်မို့လို့လည်းဆက်သွယ်မြင်လို့ရပါတယ်ခင်ဗျာ။